တော့မှမရှုံးမှုကညီလေးရဘောနော်ဘလို့ပဲပိုးကနေမြင့်ရှိမယ်ဒါပေမဲ့ဘလို့ကိုနှိမ့်ချတတ်ဖို့လိုတယ်ဗောနော်အဲ့ဒါကိုသဘောကျတယ်ဒါကြောင့်မလို့ဆရာကနေရေးထားတဲ့မျိုးကြီးရဲ့ညီလေးရဆိုတဲ့ချင်းလေးကိုပြန်ပြီးတော့ဆိုပြမှာဖြစ်ပါတယ်တီဂီတာတီးတက်လို့မဟုတ်ဘူးနော်အတန်ပိုင်အောင်တက်ခောက်ထားရနော်ဆိုတော့โอเคဘယ်သူမဆိုကိုယ့်ရဲ့တမိုင်းအကြောင်းပေါ့နော်အလှအဆုံးဖြစ်အောင်ရေးဆင်ကြတယ်အမထင်မှတ်ပဲနဲ့တမိုင်းမလှတဲ့လူတွေရှိတယ်အဲ့ထက်မှာကျွန်တော်လည်းပါခဲ့တယ်ပေါ့နော်ဆိုတော့ကိုယ့်ကိုအမြဲတမ်းနှိမ့်ချတတ်ဖို့လိုတယ်ဘယ်တော့မှမရှုံးဘူးပေါ့နော်ကိုယ့်ကိုနှိမ့်ချလို့ဘယ်တော့မှမရှုံးဘူးပေါ့နော်โอเคလူရဲ့ဘဝဟာခဏပါမိသားတစ်ခုလိုပါဒီနေ့ကြတော့ပြဖို့ဖြစ်မှာကိုယ်ဆိုင်ခဲ့ဖို့တဲ့တမိုင်းတွေဒါဒီနေ့တီလာမှာအားလုံးမင်းကြောင့်ပြောစီပေါ့ကွာဝါကနေမရှိတယ်လေဟိုနိုင်ချတာပါစေဘယ်တော့မှမရှုံးဘူးကွာလေယာဒီနေ့မင်းကြောင့်ပြောချင်မှာလူတွေဝမ်းမြောက်ရစေပါကိုရဲ့တမိုင်းကြောင့်ကိုရရေးပါအောင်မြင်မှုကြီးကြီးမားမားမြတ်ချင်နေပါလူတွေမင်းကြောင့်မြင်မကြစေနဲ့ပေါ့ကွာရန်သူတစ်ထောင်လဲဖို့နေမစွမ်းနိုင်လဲကွာလူတယောက်ကိုဆွဲချူပါနောက်တော့ကိုတန်းနဲ့ထုံးလဲပြုံးပြလိုက်ပါဖေးဆုံးမစကားနေနာထောင်မနီလေးရာလူရဲ့ချီမွန်ချင်ကဲရဲ့ချင်ဟာ